အားလုံးပဲမင်္ဂလာပါခင်ဗျာ Ghost Story Channel ရနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒါက2019ခုနှစ်တုန်းကအဖြစ်ပြပါအဲ့တုန်းကစင်ရီယာအသက်က10နှစ်လောက်ပဲရှိပါသေးတယ်သူမကအင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်းမှာနေတာပါအဲ့ဒီနေရာကထောင်ကလွတ်လာတဲ့ရာဇဝတ်ကောင်တွေကိုအမြဲပို့လေရှိတဲ့နေရာဖြစ်လို့သူမအမြဲတမ်းကြောက်ရွံ့စိုးရိမ်နေခဲ့ရပါတယ်နွေရာသီကျောင်းမရဲ့တရက်မှာသူမတငယ်ချင်းတွေနဲ့တဏီကုံကစားခဲ့ပါတယ်ညနေ6နာရီမှာသူမအမေဖုံးဆက်ပြီးတော့ထမင်းစားဖို့လှမ်းခေါ်ပါတယ်အိမ်မပြန်ခင်အဖွားအိမ်ကိုဝင်းနေကိတ်လေးသွားပို့ပေးဖို့လည်းပြောပါတယ်သူမဖွားဖွားအိမ်ကသူ့တငယ်ချင်းတွေအိမ်နဲ့တလန်းနဲ့မို့သူမသွားပို့ပေးခဲ့ပါတယ်အပြန်မှာတော့သူမအမေကစိတ်မချလို့ဆိုပြီးတော့တင်နီယာကိုအိမ်ပြန်ရောက်တဲ့အထိဖုံးကိုမချပဲပြောနေခဲ့ပါတယ်အိမ်နာနီးပြီဆိုတဲ့အချိန်မှာသပင်းနီနီလူကောင်ထွားနဲ့မျိုးသားတယောက်ဆိုင်ငယ်နဲ့သူမနာကိုရောက်လာပါတယ်သူ့ဝေစားတွေကညစ်ပတ်နေပြီးတော့အပြုံးကလည်းကြောက်စရာကြီးပါသူကစင်နီယာအနားမှာဆိုင်ငယ်ကိုဖြည်းဖြည်းလေးမောင်းရင်းနဲ့မင်းငါနဲ့အတူကန်းကြီးကိုလိုက်ခဲ့မလားလို့ချိန်ရောက်စရာအတန်ကြီးနဲ့မေးပါတယ်သူမကြောင်းလန့်ပြီးတော့ဆုံးရသွားတဲ့အချိန်မှာသူမအမေကဖုန်းထဲကနေအတန်ကြားသွားပြီးတော့ဟေးနေမသူလဲအိမ်ဟောက်ပြီးတော့អော်လိုက်ပါတယ်အဲ့လူတွေကြောက်ပြီးတော့ဆိုင်ငယ်နဲ့လစ်ထွက်သွားပါတော့တယ်နောက်မှတီးလိုက်ရတာကအဲ့ဒီလူဟာကလေးမလေးတဦးကိုတတ်ခဲ့တဲ့လူသားသမားတယောက်ဖြစ်နေတာပါအဲ့ဒီနေကသာသူမအမေဖုန်းထဲကနေမချင်းချောက်လိုက်ရင်သူမဘာဖြစ်သွားမလဲဆိုတာတွေးမိတိုင်းကူးတီကြောက်နေမိပါတယ်သူမနာမည်ကဖာရီယာပါအခုအသက်15နှစ်ရှိပြီဖြစ်ပြီးတော့ဖိလစ်ပိုင်နိုင်ငံမှာနေပါတယ်သူမကကိုရန်ကျောင်းသူပါသူမတို့ကျောင်းကမွန်းလွယ်7နာရီကနေည9နာရီလောက်မှဆင်းတာပါတရက်မှာတငယ်ချင်းကကြောင်းမတက်လို့သူမတယောက်တည်းပြန်ခဲ့ရပါတယ်ကျောင်းရှိမှာ3မိန်းဆိုင်ငယ်စောင့်နေရ10မိနစ်လောက်ကြာတဲ့အထိမလာတော့နဲ့လမ်းလျှောက်ပြန်ဖို့သုံးဖြတ်လိုက်တော့တယ်ခဏနေတော့3မိန်းတစီသူမရှိမှလာရက်ပါတယ်ကောင်းလာတဲ့သူကအသက်19-20အရွယ်လောက်ရှိပြီးတော့ကြည်ကောင်းပေမဲ့သူ့ရဲ့အကြည့်နဲ့အပြုံးကထူးဆန်းနေပါတယ်သူမှလည်းညာမိုးချုပ်နေပြီမို့ဆိုင်ငယ်ပေါ်ကိုတက်စီလိုက်ပါတယ်အိတ်ထဲမှာမသိန်းကားတာနဲ့ဆိုင်ငယ်နံပါတ်ပြားကိုဖုံးနေပါတက်ပုံရိုက်ပြီးတော့သူမအဖေတို့စီကိုပို့ထားလိုက်ပါတယ်လမ်းမှာသူကသူမကိုရေးကိုတာမေးကိုနေအများကြီးမေးလာပါတော့တယ်အဲ့ဒီအချိန်မှာလမ်းဘေးကအဖွားကိုတယောက်ကလည်းဆိုင်ငယ်တားလို့တင်လိုက်ရပါသေးတယ်အဖွားအုပ်ကသူမကိုကြည့်ပြီးတော့မသိန်းကားတာနဲ့ငါအိမ်သားရောက်ရင်ငါနဲ့အတူဆင်းခဲ့ပါလို့တိုးတိုးလေးပြောပါတယ်အဖွားကိုအိမ်ရှိရောက်တော့သူမလည်းအဖွားနဲ့အတူအမြန်ဆင်းလိုက်ပြီးတော့အဖေတို့ကိုဖုံးဆက်ခေါ်လိုက်ပါတော့တယ်လာနေငယ်ကြတော့တည်င်းထဲမှာအဲ့ဒီ3မိန်းသမားဟာမင်းကလေးအများအပြားကိုတတ်ခဲ့တဲ့လူသွဲသမားတယောက်ဖြစ်ကြောင်းသိလိုက်ရပါတယ်အဲ့ဒီအဖွားသာသူမကိုမကူညီခဲ့ရင်သူမလည်းအသက်ခံရတဲ့မင်းကလေးတွေတက်ကတယောက်ဖြစ်သွားနိုင်ပါတယ်